ပူဇာစပူဇာတရားနဲ့ပူဇော်လိုက်တော်မြတ်ဗုဒ္ဓသားတော်သာသနာအာဇာနည်မြစ်တာရှင်ဆရာဝရီတိုင်းငတိုင်းချောင်းမြို့နယ်တွင်အဘုကွင်းကြီးရွာအုပ်စုမှငကယ်ရစ်ကြောင်ဓမ္မပါလာတုံးရကြောင်းတော်မှာစံပြောတရည်တုံးသာသနာပြုလို့ပြောသာသနာအာဇာနည်ပုဂ္ဂိုလ်မြတ်တို့ရဲ့ဆရာတော်သင်္ဘောကြောကြားကမြစ်တာရှင်နဲ့ညောဆရာတော်ဦးဝိတုဒ္ဓဓမ္မပါလာတော်ရထုဆရာတော်ဝရီတိုင်းငတိုင်းချောင်းမြို့နယ်တွင်အဘုကွင်းကြီးရွာအုပ်စုမှငကယ်ရစ်ကြောင်ဓမ္မပါလာတော်ရကြောင်းတော်မှာစံပြောတရင်သုံးသာသနာပြုလို့ပြောသာသနာအာဇာနည်ပုဂ္ဂိုလ်မြတ်တို့ရဲ့ဆရာတော်သင်္ဘောကြောကြားကမြစ်တာရှင်နဲ့နော်ဆရာတော်ဦးဝိတုဒ္ဓဓမ္မပါလာတော်ရထုဆရာတော်